1388ခုနှစ်ကဆုံလာပြည်နေ့မှာကြာရောက်တဲ့ကဆုံလာပြည်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်ကမေတ္တာစေတနာထားသောအားဖြင့်၎င်းနေပြည်တော်အကျဉ်းထံမှပြည်ထံကြခံလျက်ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ941ပုံမှခွဲ1အရာ၎င်းကြခံရန်ကြံရှိတဲ့ပြည်ထံများကိုသတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကြခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်ရှင်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတသည်1388ခုနှစ်ကဆုံလာပြည်နေ့မှာကြာရောက်တဲ့ကဆုံလာပြည်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်ကမေတ္တာစေတနာထားသောအားဖြင့်၎င်းနေပြည်တော်အကျဉ်းထံမှပြည်ထံကြခံလျက်ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ941ပုံမှခွဲ1အရာ၎င်းကြခံရန်ကြံရှိတဲ့ပြည်ထံများကိုသတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကြခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်ရှင်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတသည်1388ခုနှစ်ကဆုံလာပြည်နေ့မှာကြာရောက်တဲ့ကဆုံလာပြည်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်ကမေတ္တာစေတနာထားသောအားဖြင့်၎င်းနေပြည်တော်အကျဉ်းထံမှပြည်ထံကြခံလျက်ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ941ပုံမှခွဲ1အရာ၎င်းကြခံရန်ကြံရှိတဲ့ပြည်ထံများကိုသတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကြခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်ရှင်။သူကသတ်မှတ်ထားတဲ့နေအိမ်မှာပြောင်းလဲသတ်မှတ်ပေးလိုက်သည်လို့ပဲပါတယ်။နေအကျယ်ကျိုးလို့လည်းမပါဘူး။ဘယ်အိမ်လို့လည်းမပါဘူး။54လည်းမပါဘူးဘာလည်းမပါဘူးဒါကိုကျွန်တော်တို့သေချာချာနားထောင်ဖို့လိုပါတယ်ဒါပေမဲ့သေချာတစ်ခုကတော့အချင်းထောင်မဟုတ်ရင်ပြီးတာပဲပေါ့နော်ဒါပေမဲ့လည်းအချင်းထောင်ထဲမှာရှိတဲ့တိုက်တိုက်ကိုစောက်ပြီးတော့အဲ့ဒီတိုက်ထဲမှာထားရတာလည်းဖြစ်နိုင်တယ်မင်္ဂလာပါခင်ဗျာအေရှန်မြန်မာ channel ကနေနှွေးထွေးစွာကြိုဆိုပါတယ်မြန်မာနိုင်ငံတဝန်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့ထူးခြားဖြစ်စဉ်တွေနဲ့သတင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတာဖြစ်ပါတယ်ပြည်တွင်းကစိတ်ဝင်စားစရာအခြေအနေတွေကိုလက်မလွတ်တမ်းသိရှိနိုင်ဖို့ကျွန်တော်တို့နဲ့အတူအမြဲရှိနေပြီပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီတန်းရွှေခေတ်ကမဆိုင်တာတွေဝင်ရေးတဲ့လူတွေအားလုံးကိုအခုချိန်ကစပြီးဘယ်လောက်မယ်နော်ကျွန်တော်ပြောတဲ့စကားရှင်းရှင်းလေးနော်မဆိုင်တာတွေ negative ရေးတဲ့ comment အားလုံးကိုဘယ်လောက်မယ်ဘယ်သူကမှမညာဘူးနော်မဆိုင်တာတွေဝင်ရေးတဲ့လူတွေ negative ရေးတဲ့လူတွေမဟုတ်တာတွေဝင်ရေးတဲ့လူအားလုံးကိုဘယ်လောက်မယ်ရေးခြင်းကိုဝေါ်မှာကိုတည်းထပ်ပြောပါမယ် negative အစိုးမြင်ဝါဒရေးတဲ့လူများအားလုံး negative ရေးတဲ့လူများအားလုံးဒေါ်ဆောင်စုကြည်ကိုစော်ကားမော်ကားရေးတဲ့လူများအားလုံးမယုံဘူးဆိုတဲ့လူများအားလုံးကိုဘယ်လောက်မယ်ကိုဝေါ်မှာကိုတည်းဒီမှာလာပြီးဝါဒမဖြန့်ပါနဲ့နော်ဟုတ်ပြီနော်အခုမှစတာပါနော်သတ်မှတ်ထားတဲ့နေအိမ်မှာပြောင်းရွှေ့လိုက်တယ်ပြောချင်တာကဒါတန်းရွှေတို့ခေတ်တဲ့ခင်ကျွတ်တို့ခေတ်တဲ့ထောင်ထဲမှာအထူးဘယ်လိုမျိုးတိုက်တွေဆောက်ပြီးတော့အထူးတွေဒီအရေးကြီးတဲ့ပုံကိုယ်တွေပေါ့နော်ဒါ NLD နိုင်ငံရေးခေါင်းဆောင်တွေ NLD ကပုံကိုယ်တွေတချို့သူတို့စစ်တပ်ကစစ်ထောက်လိုင်းရေးကြတဲ့ဗိုလ်ချုပ်တွေအားလုံးကိုအဲ့လိုထောင်ထဲမှာရှိတဲ့လုံချင်းတိုက်တွေမှာထားရတယ်ဆိုတဲ့ဥပမာတွေကျွန်တော်တို့အများကြီးကြားဘူးတယ်အခုသူပြောလိုက်တာကရှင်းရှင်းလေးပဲသတ်မှတ်ထားတဲ့နေအိမ်ကိုရွှေ့ပြောင်းလိုက်တယ်လို့ပဲပြောတာနေအကျယ်ကျုပ်လို့လည်းသူပြောတာမဟုတ်ဘူးပြီးတော့နှင်းစီချန်လို့လည်းမပြောဘူးအဲ့လိုစင်ကြီးတက်တဲ့လူလည်းဘယ်လောက်တယ်ရှင်းတယ်နော်ဘာဒီမိုကရေစီမှမရှိဘူးနော်ဘာအခွင့်အရေးမှမရှိဘူးကျွန်တော်ပြောတာစကားအကုန်ပဲကြီးတယ်လို့ထေးတယ်လို့မဟုတ်ကောက်ကတွေလာပြောတဲ့လူဘယ်သူကမှမစိုးပြောက်တယ်လူကြီးမင်းတို့ဒီမင်းအောင်လှိုင်ရဲ့စစ်အာဏာရှင်အောက်မှာနေရတာဘာဒီမိုကရေစီမှမရှိဘူးဘာလူ့အခွင့်အရေးမှမရှိဘူးစကားကိုအကုန်ပြောထားတာအေးစစ်စစ်နားထောင်လို့ရတယ်အကောင်းမြင်တဲ့ positive thinking တွေရေးလို့ရတယ်
ယုံတာတွေမယုံတာတွေဟိုလိုဖြစ်တာတွေဒီလိုဖြစ်တာတွေကိုကိစ္စကိုဝေါ်မှာကိုတည်းကျွန်တော်တို့မင်္ဂလာယူနေတဲ့အချိန်မှာပြဿနာလာမရှာနဲ့စကားကိုအကုန်ပြောထားတာနော်အဲ့တော့နေအခြေကျုပ်လို့သူမပါဘူးသတ်မှတ်ထားတဲ့အိမ်ကိုပဲပြောင်းရွှေ့လိုက်တယ်ဒါပဲဟုတ်ပြီနော်ပြန်နားထောင်မယ်တေးသေးချာနားထောင်ပါသူပြောရတာဒါ MRTV4 ကနေပြီးတော့ကြီးညာထားတာကိုမြန်မာနောင်းကတင်ထားတာကိုကျွန်တော် share ထားတာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတသည်1388ခုနှစ်ကစုံလပြည့်နေ့မှာကြာရောက်တဲ့ကစုံလပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်ကမေတ္တာစေတနာထားသောအားဖြင့်၎င်းနေပြည်တော်အကျဉ်းထံမှပြည်ထံကြခံလျက်ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ941ပုံမှန်ခွဲ1အရာ၎င်းကြခံရန်ကြံရှိတဲ့ပြည်ထံများကိုသတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကြခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်ရှင်သတ်မှတ်ထားတဲ့နေအိမ်မှာပြောင်းလဲကြခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်နေအကျေကျုပ်လို့လည်းသူမပြောဘူးဘာမှသူမပြောသွားဘူးเนาะဒီချိန်မှာကျွန်တော်တို့ဒီ positive thinking ပဲစဉ်းစားမယ်အမေတော်ဆန်းစုကြည်ကိုချစ်တဲ့လူတွေပဲဒီချိန်မှာနားထောင်မယ်မချစ်တဲ့လူတွေစစ်တပ်ကလူတွေနားထောင်လို့ပဲရမယ်ဘာကွန်မန့်မှဝင်မရေးပါနဲ့လုံးဝစီးခံခွင့်လို့မှာမဟုတ်ဘူး one way ပဲဒီကိစ္စမှာလုံးဝလက်မခံဘူး one way ပဲအဲ့တော့သတ်မှတ်ထားတဲ့နေအိမ်လို့ပဲသူပြောတယ်ဘာဖြစ်မလဲဘယ်သူမှမသိဘူးစန္ဒမစောကြနဲ့ emotion တွေမလုံးနဲ့တဆင့်ချင်းလာမှာပေါ့နော်ဝမ်ကြီးလာသွားတယ်အလကားမဟုတ်ဘူးထိုင်းနိုင်ငံသားဝန်ကြီးကလာသွားတယ်အလကားမဟုတ်ဘူးနော်ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ကစားမဲ့ကစားကွက်တွေကိုလည်းကျွန်တော်အတက်နိုင်ဆုံးကျွန်တော်သိသမျှညံမိသမျှရှင်းပြထားပြီးပြီအဲ့ဒီကစားကွက်တွေအရတနည်းမဟုတ်တနည်းနဲ့ဒေါအောင်ဆန်းစုကြည်ကိုထုတ်ကစားမယ်ဆိုတာလဲခံမှန်းထားပြီးသားအဲ့ဒီနည်းအရဒေါအောင်ဆန်းစုကြည်ကိုတည်ပြီးတော့နိုင်ငံသားခေါင်းဆောင်တွေနဲ့ဒုတိမဟုတ်နိုင်ငံသားကြီးကို short ပေးရဖြစ်သူတို့အသိမှတ်ပြုဖို့ short ပေးဖို့သူတို့ဒီသဘောထားပြောင်းလာပြီးပြဖို့ဒါတွေအားလုံးသူတို့လှုပ်တော့မယ်ဆိုတာလဲပြောထားပြီးသားအဲ့တော့ negative thinking နေဟုတ်ပြီနော်မဟုတ်ကဟုတ်ကစဉ်းစားတာတွေဘာမှအချက်လည်းမရှိဘဲနဲ့ပောက်ကရလာပြောတာတွေဘယ် comment ကိုမှလက်မခံဘူးမန်းတဲ့လူအကုန်ဘလောက်မှာဒီနေရာမှာ A group တွေ B group တွေလည်းမပါတော့ဘူးနော်အကုန်ဘလောက်မှာခွင့်မလွတ်ဘူးဘာကြောက်လဲပြည်သူချစ်တဲ့ကောင်းဆောင်ထောင်ထဲမှာရှိနေတာနဲ့အိမ်တအိမ်ကိုရောက်တာနဲ့ဆိုင်ကျွန်တော်တို့ကစိတ်ချမ်းသာတယ်ဒါနံပါတ်1အချက်ပဲအဲ့ဒါလေထောင်ထဲမှာသူရှိနေတာကိုလည်းသမက်ကယ်ထိတ်မှာဘူးကိုလည်းဘာမှမလုပ်ပေးနိုင်ဘူးအန်ယူဂျီလည်းမကယ်ထုတ်နိုင်ဘူးဘယ် PDF မှလည်းမကယ်ထုတ်နိုင်ဘူးဘယ်တိုင်းသားကောင်းဆောင်မှလည်းမကယ်ထုတ်နိုင်ဘူးအမေရိကန်လည်းလာမကယ်နိုင်ဘူးအဲ့တော့တစ်ဆင့်အနေနဲ့ shop ပေးတယ်ဆိုရင်ကျွန်တော်တို့ကလက်ရှိအနေထားမှာ welcome လုပ်တယ်ဘာကြောင့်လဲသူနဲ့မထိုက်တန်တဲ့နေရာမှာသူရောက်နေတာအဲ့တော့ကျွန်တော်တို့ဒီအကောင့်ဘက်ကပဲစဉ်းစားမှာအစိုးတစ်ခုမှမမြင်ဘူးဒါနံပါတ်1ချက်နံပါတ်2ချက်သူအသက်ရှိရှင်ကြားရှိဖို့အတွက်သက်သေပြပါလို့ကျွန်တော်တို့ပြောထားပြီးသားသူတို့ပြကိုပြရမှာတနည်းမို့သူတို့ပြကိုပြမှာအခုသူတင်ထားတဲ့ဓာတ်ပုံတွေအဟောင်းလားဘယ်တော့မှပုံလဲဒါလေးသူတို့သက်သေပြရမှာပြောချင်တာကလျှို့ဝှက်ထားလို့မရဘူးဒီကိစ္စဘာကြောင့်လဲသူတို့ကိုယ်တိုင်လူသိရှင်ကြားထုတ်ကစားတော့မှာဖြစ်တဲ့အတွက်ဒါပေမဲ့သူတို့ရဲ့ခေါင်းမာမှုတွေအရာသူတို့ကတော့အပေါ်စီးကနေလူဘာဝတာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီချိန်မှာမတတ်နိုင်ဘူးကျွန်တော်တို့ခေါင်းဆောင်လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ကအကောင်းဆုံးစဉ်းစားရမှာပဲအဲ့တော့ဒီလိုအကောင်းဆုံးစဉ်းစားနေတဲ့နေရာမှာမဟုတ်ကဟုတ်ကတွေဝင်ရေးတာတွေမဟုတ်ကဟုတ်ကတွေစော်ကားမော်ကားပြီးရေးတာတွေမဟုတ်ကဟုတ်ကအတွေးခေါ်တွေနဲ့ကိုဖြစ်ချင်တာတွေရှောက်ပြောတာတွေလုံးဝလက်မခံဘူးပြောချင်တာကကောလာဟာလာတွေအခုကျွန်တော်ဒီသတင်းကိုဘာလို့ကျွန်တော်ပြောလဲသူတို့မြောက်ဒီကကြီးညာလို့ပြောတာ
မြဝတီချင်းဟာဒီဥစ္စာကသူတို့လုံနေကြအလုပ်ပဲသူတို့မြဝတီမှာကြီးညာပြီးမနေ့ပြင်ပြောင်းရင်ဒါသူတို့ကိစ္စဒါပေမဲ့ကျွန်တော်တို့ဒီအပြုတ်သဘောနဲ့ကြိုးဆိုတယ်အပြုတ်သဘောနဲ့ဝမ်းသာတယ်ဘာကြောက်လဲအသက်ကြီးနေတဲ့ကိုပြည်သူချစ်တဲ့ခေါင်းဆောင်တယောက်ဟာဒီချိန်မှာတတ်တော့တတ်တာရှိတာဘယ်နေရာမှာပဲရှိကျွန်တော်တို့ကစိတ်ချမ်းသာတယ်အသက်ကြီးရှင်သားရှိနေရင်စိတ်ချမ်းသာတယ်ကျမ်းမာရေးကောင်းနေရင်စိတ်ချမ်းသာတယ်အဲ့ဒီထဲမှာအတိုင်းတဲ့အလွန်54ချန်ကိုပြန်ရောက်ရင်ပို့စိတ်ချမ်းသာတာပေါ့ဒါကတော့အတိုင်းထဲလို့အဲ့ဒီထဲမှာအပီးလွတ်ပေးလိုက်ရင်ပိုးတော်စိတ်ချမ်းသာတယ်အဲ့ဒီထဲမှာသူ့သားတွေရှိတဲ့နိုင်ငံခြား UK ကိုပြန်ပေးပြန်လိုက်ပိုးတော်ကြိုက်တယ်ဒါအရှင်းလင်းဆုံးပဲ UK ကိုပေးပြန်လိုက်လို့ဒေါ်ဆန်းစုကြည်လည်းသဘောတူရင်ကျွန်တော်တို့ကပိုးကြိုက်တယ်ဘာကြောင့်လဲသူမိသားစုတွေသားသမီးတွေမြင့်မြင့်တွေနဲ့အနားယူဖို့အချိန်ကြပြီပြောချင်တာကကျွန်တော်တို့တော်လိုင်းရေးဘက်ကဒါကျွန်တော်ရဲ့တူဦးတီတော်သဘောထားနော်ကျွန်တော်ရဲ့တူဦးတီတော်သဘောထားဒေါ်ဆန်းစုကြည်ကိုအသုံးချဖို့မရှိတော့ဘူးဒေါ်ဆန်းစုကြည်ကိုအားကိုးဖို့လည်းမရှိတော့ဘူးဘာကြောက်လဲသူနားဖို့အချိန်ကြာပြီရှင်းလေးပဲဒါကျွန်တော်ရဲ့တူဦးရဲ့သဘောထားကြံတဲ့လူတွေဆက်လုပ်ရတော့မှာဒါကြောင့်သူဒီပြည်တွင်းမှာနေရင် तू မလွတ်လပ်ဘူး UK ကိုပြန်လာမယ်သူမိသားစုရှိတယ်သူအိမ်လည်းရှိတယ်သူသားသမီးလည်းရှိတယ်သူမြေးတွေလည်းရှိတယ်လွတ်လွတ်လပ်ကျမ်းမာရေးစောင့်ရှောက်လို့ရမယ် UK အစိုးရကကျင်းတွေစောင့်ရှောက်ပေးမှာဆေးရုံသွားလို့ရမယ်ဆေးကန်းသွားလို့ရမယ်သူမိသားစုနဲ့လွတ်လွတ်လပ်နေလို့ရမယ်ကြိုက်တဲ့မီဒီယာကိုသွားပြီးအင်တာဗျူးလုပ်လို့ရမယ်ကျွန်တော်တို့နဲ့လည်းတွေ့လို့ရမယ်ကြိုက်တာသူပြောလို့ရမယ်ပြည်တွင်းမှာရှိနေတာဟာကျွန်တော်တို့တော်လာရေးအောင်မှကျွန်တော်တို့ကလွတ်မြောက်အောင်သူ့ကိုလုပ်ပေးနိုင်မှကျွန်တော်တို့ကသူ့ကိုကယ်တင်နိုင်မှာသူ့ကိုယူဆိုင်နိုင်မှာသူတို့လက်ထဲမှာရှိနေရင်သူတို့လက်ခုပ်တည်းရေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမကြည့်ရတော့ရှင်းနေတော့ကျွန်တော်ပြောတဲ့စကားဒါဒီပုံကိုရေးရပြောတာပါစင်နယ်ရပြောတာကျွန်တော်ပြောတာကျွန်တော်ဒေါန်ဆန်းစုကြည်ကိုအတုံးမချခြင်းဘူးဒေါန်ဆန်းစုကြည်ကိုလည်းဘာမှပေးမလုပ်စေခြင်းတော့ဘူးအနားယူဖို့အရွယ်ရောက်ပြီအချိန်လဲရောက်နေပြီဒါတော့ခက်ထောင်ထဲမှာ9နှစ်ဖြတ်တန်းပြီးပြီဘဝသက်လုံးလဲအကျဉ်းကြတာတွေများလာပြီတော်လောက်ပြီဒါကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့ရဲ့ကံကြမ္မာကျွန်တော်တို့စူးစမ်းမှာတော်လောက်ပြီဒီအသက်ကြီးနေတဲ့အမေအိုကြီးတယောက်ကိုဆက်ပြီးတော့ကျွန်တော်တို့အသုံးမချခြင်းတော့ဘူးသူတို့ကတော့အသုံးချမှာနော်သူတို့ကတော့အသုံးချမှာအဲ့တော့ကျွန်တော်တို့ဒီကိုချစ်တဲ့ခေါင်းဆောင်လွတ်လပ်နဲ့နောက်ဆုံးသူနေတဲ့နေရာအခုသူသိနေတဲ့နေရာမြန်မာနိုင်ငံမဟုတ်ဘူးအပြတ်ပြောတာကျွန်တော်ကမြန်မာနိုင်ငံမဟုတ်ဘူးမြန်မာနိုင်ငံရေးအတွက်လေဒီတိုင်းရင်းသားတွေနဲ့ဓာတွေနဲ့ပြန်ညှိတာနဲ့ပြဿနာရှာတာနဲ့တော်လောက်ပြီသူလုံးစရာရှိတာအကုန်လုပ်ပေးပြီတော်လောက်ပြီသူအေးစစ်စစ်ကြမ်းမာနဲ့သူ့ရဲ့ဘဝရဲ့နောက်ဆုံးနေ့ရဲ့မြန်မာအင်္ဂလန်နိုင်ငံမှာသူ့ရဲ့နိုင်ငံပဲသူ့ရဲ့မြို့ပဲသူ့သားလည်းရှိတယ်သူ့မြီးတွေလည်းရှိတယ်သူ့ကိုလေးစားတဲ့ကျွန်တော်အပါဝင်နိုင်ငံသားတွေလည်းဒီမှာအမြောက်များရှိတယ်ဘာကြောင့်လဲအရေးကြီးဆုံးဒီသူ့ကိုအကောင်းဆုံးကျမ်းမာရေးပြုစုစောင့်ရှောက်မှုဒီမှာပေးနိုင်တယ်သူ့ဘဝရဲ့နောက်ဆုံးကျန်တဲ့နေ့ရက်ထဲမှာ तू အသက်100ကျော်လဲနေမယ်အသက်150နေခြင်းဒါဘယ်သူမှမသိဘူးအေးစေးအေးလူဖရားတရားတွေနဲ့သူ့မိသားစုနဲ့ပျော်ရွှင်နေစေခြင်းပြီဒီမြန်မာနိုင်ငံရဲ့ဒီအရှုပ်ထုတ်တွေတဲကနေသူ့ကိုထွက်သွားစေခြင်းပြီဒါကျွန်တော်ရဲ့ဦးဒီသောစန္ဒနော်ကျွန်တော်ရဲ့စန္ဒဒါဘာမှအန်ယူဂျီနဲ့မဆိုင်ဘူးဒီမြန်မာပြည်ရဲ့ဒီအရှုပ်ထုတ်တွေကြားထဲကနေသူ့ကိုဆွဲထုတ်ရတော့မှာတော်လောက်ပြီဒါပေမဲ့မင်းအောင်လှိုင်တို့ကအသုံးချနေအောင်ပါပဲအဲ့တော့ဒေါ်ဆန်းစုကြည်ကိုစော်ကားမော်ကားပြောတာတွေဒေါ်ဆန်းစုကြည်ကိုဂုံတိတ်ကညှိုးနှဲအောင်ပြောတာတွေဒေါ်ဆန်းစုကြည်ကိုမယုံမကြည်ပြောတာတွေအားလုံးကိုဘယ်လောက်တယ်ပြောခွင့်မပေးနိုင်ဘူးဒါကြောင့်ပထမအဆင့်အနေနဲ့အခုလိုသတင်းကြားရတာဝမ်းသာတယ်ပြောတယ်
ဒီသတင်းမှန်ပါစေလို့လည်းဆုတောင်းတယ်ပြီးမှနောက်တစ်ဆင့်သူတို့ထုတ်ပြန်ပါလိမ့်မယ်သူတို့ဒေါ်ဆန်းစုကြည်ကိုအသုံးချခြင်းနေတယ်အသုံးချခြင်းနေဆိုရင်သူတို့ဒီဒေါ်ဆန်းစုကြည်အသက်ရှိခြင်းရှားဖြစ်ကြောင်းတရားရုံးနဲ့ပေးကိုတွေးလိမ့်မယ်အဲ့တော့ဘာကြောင့်မြန်မာနိုင်ငံအရှုပ်ထုတ်လို့ပြောတာလဲဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေအများကြီးရှိတယ်သူ့ဘွားတစ်ချောက်လုံးလဲသူအနစ်နာခံထားပြီးပြီသားတွေနဲ့တကွဲလင်းနဲ့တကွဲအမျိုးမျိုးအပြစ်ပြောခံဘဝအချုပ်နှောင်ခံအနာရတဲ့အခါမှာလဲသူတိုင်းပြည်ကောင်းအောင်လုပ်တယ်သူ့ကိုတခါတဲ့အညှိုးတကြီးနဲ့မင်းအောင်လိုင်းကနှောက်ယှက်ပြောဆိုနောက်ဆုံးသူ့ကိုအာနာမသိရင်နေမြဘလောက်တောင်စိတ်တန်ရာတွေပေးခဲ့လေသူပဲသိမယ်ဘလောက်တောင်လူဘာဝပြီးတော့ငါ့ကိုတမရပေးမလားမပေးဘူးလားဘလောက်လာချင်းချောက်လဲသူပဲသိမယ်တမဏိမို့လို့တမဏိစိတ်တက်မို့လို့သူနောက်ဆုံးပြုံးကြီးအဖမ်းခံသွားတာကြောက်တော့ပြီပြီးတော့ဒီ9နှစ်အတွင်းမှာလည်းမိသားစုနဲ့လည်းပေးမတွေ့ဘူးကျမ်းမာရေးစောင့်ရှောက်မှုလည်းမပြဘူးဘာမှမပြဘဲနဲ့ကဘာကြီးနဲ့အဆက်ဖြတ်ထားတယ်မိသားစုနဲ့အဆက်ဖြတ်ထားတယ်ဒီလူတွေရဲ့လူယုံမာတွေရဲ့လက်ထဲမှာသူ့ကိုမထားခြင်းတော့ဒါအရှင်းလင်းဆုံးစကားပဲဒါအရှင်းလင်းဆုံးစကားပဲသူရဲ့သဘောထားတွေကိုလည်းလွတ်လွတ်လပ်လပ်ပြောစေခြင်းနဲ့ဆို UK ပြန်လာမှပြောလို့ရမှာအဲ့တော့ဒါဒီကျွန်တော်ရဲ့တူဒီသောသဘောထားပါအန်ယူဂျီနဲ့လည်းမဆိုင်ဘူးဘယ်သူနဲ့မှမဆိုင်ဘူးဒါကြောင့်ဒီဓာတ်ပုံဟုတ်လားမဟုတ်လားဒါကျွန်တော်အမြင်ပြောရရင်တော့သက်ဆိုင်ရာအန်ယူဂျီကပုံကိုယ်လေးတို့သူစီစစ်ပါလိမ့်မယ်နော်ကိုနေဖုံးလက်တို့ဘာတို့ပေါ့ကျွန်တော်တို့ကတော့အပြုသဘောနဲ့ positive thinking အကောင်းမြင်ဝါဒနဲ့ပဲကြိုးစုံမယ်နောက်နေ့များကိုကျွန်တော်တို့စောက်ပြီးနားထောင်မယ်အရေးကြီးဆုံးတစ်ချက်ကသူ့သားထုတ်ပြောပါလိမ့်မယ်မဆာကင်အဲရစ်ပြောပါလိမ့်မယ်ကိုထိန်လင်းပြောပါလိမ့်မယ်တနည်းနည်းနဲ့သူ့သားနဲ့သူ့အမေနဲ့တို့ပေးဆက်သွယ်ရလိမ့်မယ်ဒါဒီအရှိတရားပဲသူ့ရဲ့တရားဝင်သားရှိတယ်ဒါမှတစ်ယောက်တော့ရှိတယ်အကြီးတယောက်တော့ကျွန်တော်လည်းမသိဘူးဘယ်ရောက်နေလဲအမေရိကမှာလို့လည်းပြောကြတယ်ဒုတိယတယောက်ကလန်ဒန်မှာရှိနေတယ်သူ့အမေကိစ္စကိုသူတောက်လျှောက်တောင်းဆိုနေတယ်ကမ္ဘာနိုင်ငံများကိုသွားပြီးတော့တောင်းဆိုတယ်ကမ္ဘာလွှတ်တော်မှာလည်းသွားပြောတယ်ကမ္ဘာခေါင်းဆောင်တွေလည်းတွေ့တယ်အဲ့တော့ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ကိစ္စမကြခင်မှာကျွန်တော်ထင်တယ် BBC တို့ဘာတို့ကလည်းသတင်းတင်ပြရင်သူ့သားကိုခေါ်ပြီးအင်တာဗျူးမှာပဲသူ့အိမ်ကိုသွားပြီးမေးမှာပဲဘာလို့သူ့သားအသိဆုံးပဲဖြစ်ရမှာလीရုပ်စွာအဆုံးလန်ဒန်မှာရှိတဲ့စစ်ကောင်စီတန်ရုံးကတော့ဒီမဆာကင်ကိုဆက်သွယ်ရမှာအဲ့တော့ဒါကြောင့်ဒေါ်ဆန်းစုကြည်ရဲ့တည်ကျွန်တော်တို့ကြိုးဆိုတယ်အပြုသဘောနဲ့ကြိုးဆိုတယ်လှိုက်လိုက်လဲကြိုးဆိုတယ်ဒါနဲ့သတင်းကောင်းတွေကြားပါစေလို့လဲကျွန်တော်တို့ကဆုတောင်းတယ်ကျန်တာကတော့ဗျာနော်သူတို့သုံးမဲ့အကွက်တွေသူတို့လုံးမဲ့အကွက်တွေကျွန်တော်တို့ဒီဘက်ကဒေါ်လာရေးဘက်ကလူတွေအကုန်လုံးသိပြီးသားပါနော်ဘာတွေသူတို့လုံးတော့မယ်ကျွန်တော်တို့သိပြီးသားပဲကြားလိုက်တာလို့ကျွန်တော်ပြောပြီးသားမင်းအောင်လိုင်းမှာအကွက်ကုန်သွားပြီတတိယတော့အမှန်ပါသူတို့မြဝတီကကြီးညာတယ်ဆိုရင်ဒါမြန်မာ MRTV ကကြီးညာတယ်ဆိုအမှန်ပါဒါပေမဲ့ဘယ်အိမ်မှာထားတယ်လဲအသက်ရှိစင်ရှားရှိသလားလိမ်ပြီးတော့ကြီးညာတာလားဒါတွေအားလုံးဒီသူတို့ confirmation ပေးရမယ်ဒါပေမဲ့တိုင်းပြည်ခေါင်းဆောင်တယောက်ဖြစ်တဲ့ထိုင်းနိုင်ငံသားဝန်ကြီးပြောတဲ့စကားကိုသူတို့လိမ်လို့တော့မရဘူးသူတို့ပေါ်တင်ကြီးတော့ကမ္ဘာခေါင်းဆောင်တွေပြောင်းနေပြောင်းစားတော့လုံးလို့တော့မရတော့ဘူးဒါပေမဲ့သူတို့ကိုကျွန်တော်တို့က trust ပြောင်းနေတာဒါအမှန်ပဲတရုတ်နိုင်ငံသားဝန်ကြီးလာသွားတယ်အဲ့တော့ဒါလည်းအမှန်ပဲ
အဲ့တော့ဒါတွေအားလုံးဒီကျွန်တော်တို့စောင့်ကြည့်မှာပါကျွန်တော်အမြဲတမ်းပြောတယ်သူတို့ဒီဒေါ်ဆန်းစုကြည်ကိုကောက်ကောင်းထားတာမှာဘာလို့သူတို့အသုံးချဖို့လို့ဒါကြောင့်သူတို့အသုံးချပါစေဆိုပြီးတော့ကျွန်တော်တို့ကဆူတောင်းခဲ့တယ်အမျိုးမြင်ကြီးစွာနဲ့လည်းကျွန်တော်တို့တောင်းဆိုခဲ့တယ်ပြောလဲပြောနေခဲ့တယ်အခုတမနာဦးမြင့်ကိုတော့သူသိမ့်မကြောက်ဘူးပေါ့ဗျာဒါပြောလေးပြောရရင်အမေဒေါအောင်ဆန်းစုကြည်ကိုသူတို့ကြောက်တယ်အရန်ကြောက်တယ်သူတို့ကြောက်တဲ့လူဖြစ်တဲ့အတွက်သူတို့ဘလိုင်းကြီးမလှုပ်ပေးရဘူးဘလိုင်းကြီးအင်္ဂလန်ကိုလည်းပြပြန်ရေးမှမထင်ဘူးအင်္ဂလန်ကိုပြန်လာမယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်ကလွတ်လပ်သွားမယ်ကျမ်းမာသွားမယ်အသက်တွေရှင်သွားမယ်အဲ့တော့လွတ်လပ်ပြောတာတွေဟိုတွေပေါ့သူတို့ကြောက်တယ်ထိုင်းဝန်ကြီးချုပ်တက်စင်လို့ပေါ့ထိုင်းဝန်ကြီးချုပ်တက်စင်အင်္ဂလန်လာသွားတယ်တခြားနိုင်ငံရောက်သွားတယ်လွတ်လပ်သူတိုက်ပြည်ကနေဆက်သွားလို့ရတယ်အဲ့တော့သူတို့မျက်စိအောက်မှာပဲသူတို့ထားမယ်ဒါကြောင့်ဟို54ချန်ဆိုရင်လည်းသူတို့စိုးရိမ်နေပေါ့နော်54ချန်ကိုသူလုံခြုံရေးမပေးနိုင်ရင်ဟိုကျွန်တော်တို့အဖွဲ့တွေကများဝင်တစ်ခုများကဲမလားပါကြသူတို့အဲ့တော့သူတို့မျက်စိအောက်ထဲမှာပဲသူတို့ထားဖို့များတယ်နေပြည်တော်ရဲ့သူတို့ရဲ့တက်အတိုင်းဝိုင်းထဲမှာပဲဒို့ဒီမို့လဲစစ်ဌာနချုပ်ထဲမှာပဲဒို့ဒီမို့လဲတနည်းရမှာသူတို့ထားတာမယ်အဲ့တော့အဲ့ဒါမျိုးအနေထားဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အခြေအနေကိုစောင့်ကြည့်ရမယ်သေချာတစ်ခုကနံပါတ်1ချက်အသက်ရှင်နေဖို့လိုတယ်နံပါတ်2ချက်ကျန်းမာနေဖို့လိုတယ်နံပါတ်3ချက်သူဒီအချင်းတိုင်ဒေကြားထဲမှာခက်ခဲပင်ပန်းမနေရပဲတတ်တော့တတ်တာအိမ်တအိမ်မှာအေးစေးနေစေခြင်းနဲ့နောက်တစ်ချက်ကသူကတွေးသိထိုက်တဲ့ခေါင်းဆောင်တွေနဲ့တွေးပေးစေခြင်းနဲ့အပြေပကဘာနဲ့သတင်းစကားပေးစေခြင်းနဲ့ဥပမာသူရှင်းနေတော်လကောက်သူရဲ့မိသားစုဝင်များတော်လကောက်ဒါမျိုးတွေပေါ့ NLD ရဲ့ပုံကူများတော်လကောက်